အစွန်လာဆိုင်အားလုံးပဲမင်္ဂလာပါကဲဒီဟင်းတမဲတဲ့နဲ့ထမင်းလုံးဝမေးစီမဲကရင်တာလပေါ်လေးကိုဒီနေ့မကြည့်နဲ့တူချက်စားကြမယ်အရင်ဦးစောကောင်းကြီးဆန်ကိုရေးစိမ်ထားပါမယ်ပြီးရင်တော့ပြုတ်ပြီးသားမြစ်တွေကိုကြည်ရုံလေးထုပြီးနေတော်လေးတွေပြန်ပိုင်းထားမယ်မြစ်ပြုတ်တွေကိုထုပိုင်းပြီးရင်တော့ပါဝင်ပစ္စည်းတွေကိုလက်ပြင်ထားမယ်ပေါ့နော်ကရင်တာလပေါ်ကလေးချက်ရတာအရန်လွယ်တယ်ကိုကြိုက်နေတဲ့ရာအသီးအနှံအသီးအရွက်အသားငါးတွေအကုန်ထည့်လို့ရတယ်ပေါ့နော်အကြည့်ကတော့တာလပေါ်ဟင်းဆိုရင်ပင်စိမ်းအုပ်ချက်ရတာကြိုက်တယ်ပေါ့နော်တချို့တွေကြတော့စူပိုးရွက်အုပ်ချက်ကြတာပေါ့နော်ဒါကတာလပေါ်ထဲထည့်မဲ့ပါဝင်ပစ္စည်းတွေပေါ့နော်အရင်ဦးဆုံးပပွဲစုနေတဲ့ရင်တွေဦးထဲကိုထုပိုင်းထားတဲ့မြစ်ထည့်မယ်ပြီးရင်ထောင်းထားတဲ့ကောင်းကြီးဆန်စိမ်းကိုရေအေးလေးနဲ့ဖြော်ပြီးလောင်းထည့်မယ်ခရုထည့်မယ်ငပိထည့်မယ်ချက်သွန်ဖြူငရုတ်ကောင်ငရုတ်သီးစိမ်းရောထောင်းထားတာထည့်မယ်ပြီးရင်ခုနကပြင်ထားတဲ့ကြက်နှစ်ရွက်မူရဲ့ပစွန်စိတ်လေးတွေနဲ့ရုံမတီသီးတွေကိုထည့်လိုက်မယ်အယောင်လေးလှသွားအောင်စနွေးမုံနဲ့ထည့်လိုက်မယ်ခုနကပစွန်တွေငပိတွေခရုတွေထည့်ထားတော့အရသာကချိုနေပြီပေါ့နော်ဒါပေမဲ့နည်းနည်းလေးပေါ့နေသေးတာနဲ့ခနောတစွန်ထည့်လိုက်တယ်ပေါ့နော်ကဲနောက်ဆုံးပင်စိမ်းအုပ်ထည့်ပါမယ်အိုးဟင်းလေးကအယောင်အနံ့အရသာနဲ့အရန်ပြည့်စုံတယ်ပေါ့နော်မကြည်ကတော့တာလပေါ်ဟင်းဆိုရင်ကြိုက်မှကြိုက်ဘာအရန်ဟင်းမှမလိုဘူးပေါ့နော်ကဲတငယ်ချင်းတို့လည်းဒီလိုမျိုးမြစ်တာလပေါ်လေးလိုက်ချက်စားကြည့်နော်ထမင်းလုံးဝမိတ်စေရမယ်ပေါ့နော်အားလုံးပဲတတာ